အားလုံးပဲမင်္ဂလာပါဆိုတော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ Babylon website ကိုဘယ်လိုမျိုးဟောပြောမလဲဆိုရင် join မလဲ login ကိုပြောမလဲ sign in လုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ Babylon ရဲ့ဒီ website ပေါ့နော်ပထမတော့ကျွန်တော် site ကိုနှစ်ခုခွဲထားတယ်ဒါပေမဲ့အခုတော့ကျွန်တော် user တွေရဲ့ပုံစံကြည့်ပြီးတော့တချို့ကြောင့်လည်းဟောပြောမလဲဆိုရင်ကောင်းကောင်းဟောပြောမလဲအလုပ်လုပ်တဲ့လူရှိရကောင်းကောင်းအလုပ်မလုပ်တဲ့ရှိတာဖြစ်တဲ့အတွက်ကျွန်တော် site ကိုတစ်ခုတည်းပြန်ပြီးတော့ပြောင်းလိုက်တာပေါ့နော်ဆိုတော့ home page မှာတော့အဓိကအားဖြင့်ကျွန်တော်ရဲ့ course နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားရှိတယ် course ကနှစ်ခုပဲရှိတယ်ပေါ့ foundation of forex trading နဲ့ Babylon price session နဲ့ဟာဆိုကျွန်တော်ပေးထားရှိတယ်အဲ့တော့အောက်မှာတော့ကျွန်တော်ရဲ့ဘာလို့လဲဆိုရင် percent နဲ့ရကျွန်တော်ရဲ့ profile လေးပါမယ်အောက်မှာတော့ကျွန်တော်တချို့တော့မိကုံလေးတွေကိုကျွန်တော်ထည့်ထားပေးတယ်ပေါ့နော်ဟုတ်ပြီလားဆိုတော့အရင်ဆုံးကျွန်တော်ဒီ sign in လုပ်ဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲဆိုရင် Babylon trading.com ဆိုတဲ့ website ထဲဝင်သွားပြီဆိုတာနဲ့အရင်ဆုံးကျွန်တော်ဘာလုပ်လဲဆိုရင် join ကိုနေရမယ် login ဆိုတာက account ရှိပြီးသားလူတွေအတွက်လောက်ထားတဲ့ဟာ join ဆိုတာမှာ account ကအခုမှစပြီးတော့ဘာလုပ်လဲဆိုရင်ဟိုပြောမလဲ create လုပ်မဲ့လူတွေအတွက်ကိုဘာလုပ်လဲလောက်ထားပေးတဲ့ဟာပါเนาะ sorry ကျွန်တော်က account login ဘာလုပ်လဲဆိုရင်ဝင်ထားတာဖြစ်တဲ့အတွက် join ကိုနေတာနဲ့တန်ပြီးတော့ပို့ကိုဟုတ်ပြီနော်ဆိုတော့ဒီလိုမျိုးပုံစံလေးမြင်ရမယ်ပေါ့နော်အဲ့တော့ join Babylon trading ဆိုပြီးတော့အဲ့လိုပုံစံမြင်ရပြီဆိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် join ဟောပြောမလဲ sign in ဆိုတော့လုပ်မယ်ပေါ့အမဆိုရင်ကျွန်တော်တခြား account တစ်ခုနဲ့ကျွန်တော်လုပ်လိုက်မယ်အမဆိုရင်ကို no ပေါ့နော်ဆိုတော့ကျွန်တော်နာမည်အတူပေါင်းရေးလိုက်မယ်ဆိုတော့အဓိကအဒီ Gmail နဲ့ password ပါပဲကျွန်တော်ဘာလုပ်တယ်လဲ Gmail ထည့်မယ် password ကျွန်တော်ဘာလုပ်လဲထည့်မယ် password ကအရင်အခြေထည့်စရာမလိုဘူးပေါ့နော်အဓိက password ထည့်တဲ့ခါကျရင်ဟိုဆိုရင်ကဏ္ဍအခရာပေါ့နော် ABC ဒီမှာအခရာတခုအကြီးဆုံးထားလိုက်ပေါ့နော်ထားပြီးတော့ကျွန်တော်ဘာလုပ်လဲဟိုမှာဆိုရင် add to chat key လို့နော်စသဖြင့်ပေါ့ထားပြီးတော့ကိန်းကဏ္ဍတခုပေါ့နော်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒါကျွန်တော် password ကို m ရဲ့ add တနည်းအားဖြင့်ကိန်းကဏ္ဍအဲ့လိုမျိုးကျွန်တော်ထည့်လိုက်တာကဏ္ဍအများကြီးရှေ့ကြမလို့ပေမဲ့ဟိုပြောလဲကဏ္ဍရောစာသားရောဘာလို့လဲပါပြီးတော့ဘာလို့လဲအတူတူထည့်တာမျိုးပို့ပြီးတော့ကောင်းနေပါတော့အပြောရဆိုရင်ကျွန်တော်ဘာလဲ agree ကိုနေပြီးတော့ねကျွန်တော်ဘာလဲ sign လုပ်လိုက်ရမှာပဲဒီစင်းတော့ပဲဒါဆိုအရင်ချိုးထွေးထွေးလည်းမဟုတ်ဘူးခက်ခက်ခဲလည်းမဟုတ်ဘဲねကျွန်တော်ဘာလဲ sign လုပ်လို့ရဟုတ်ပြီနော်အဲ့မဲ့တော့ sign ရောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီတဲကိုတော့ဘာလို့လဲကုတ်ကြလာလိမ့်မယ်အဲ့ဒီကုတ်ဒီကျွန်တော်တို့ဘာလို့လဲဒီမေးတဲ့ကြာလာတဲ့ကုတ်ပေါ့ဆိုရင်ကျွန်တော်မေးတဲ့မှာခုနကျွန်တော် sign လုပ်လိုက်တဲ့ဒီ Gmail ရဲ့ account တွေကိုဘာလို့လဲကြာလာတဲ့ကုတ်ကိုထည့်ပေးရမှာပေါ့နော်ဟုတ်ပြီလားဆိုတော့Richa Conte Coach Richa Conte Coach ဆိုတော့ဒါကတော့ကျွန်တော်ဖုန်းထဲမှာကျွန်တော်ဘာလုပ်တယ်လဲဟိုက Gmail ထည့်ထားဆိုတော့တခါလဲကျွန်တော် Gmail ဘာလုပ်တယ်လဲပေါ်လာလိမ့်မယ်ဆိုတော့ပေါ်ပြီးသွားရင်ဆိုရင်ကျွန်တော်ရဲ့ဘာလုပ်တယ်လဲ profile edit လုပ်ဖို့အတွက်ကြာလာလိမ့်မယ်အမှကျွန်တော်ရဲ့ဟောပြောင်းလဲပုံထည့်ချင်တာနာမည်လေးပြောင်းချင်တာစတနည်းအားဖြင့် headline လို့ bio လို့ထည့်ချင်တာစ location ထည့်ချင်တာအကုန်လုံးဘာလုပ်တယ်လဲဆိုရင်ကျွန်တော်ဘာလုပ်တယ်လဲလောက်ထားလို့ရတယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာတော့နှစ်ခုတောင်းထားပါနော် permission ကတော့ဒီမှာပါလဲဆိုရင်ဒီကောင်လေး online နဲ့ဆိုရင်ခင်ဗျားနဲ့ကျွန်တော်ရဲ့ direct ဘာလို့ဆိုလဲဆိုရင် message ပို့လို့မရဘူးပေါ့နော်ဒါပေမဲ့ဒါလေးကို off လုပ်ထားမယ်ဆိုတော့ခင်ဗျားနဲ့ကျွန်တော်နဲ့ site ထဲမှာ direct စကားပြောလို့ရမယ်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ထည့်ချင်တယ်ထည့်လို့ရတယ်မထည့်ချင်ဘူးဆိုရင် skin နဲ့ဘာလို့ဆိုလဲကြော်သွားလိုက်ဟုတ်ပြီနော်ကြော်သွားလိုက်ဆိုတော့ကျွန်တော်တို့ဘာလို့ဆိုလဲ home page လေးကိုရောက်ထားလိုက်မယ်အဲ့တော့ home page လေးရောက်ထားမယ်ဆိုရင်တော့ဒါဒီကျွန်တော်တို့ဘာလို့လဲဆိုရင်ပုံမှန်အားဖြင့်မြင်ရတဲ့ space တွေပေါ့နော်အဲ့တော့ space တွေထဲမှာကျွန်တော်တို့ကဒါဆိုရင်အခုကျွန်တော် free user ဖြစ်တဲ့အတွက် free user တွေအသုံးပြုခွင့်ရှိတယ်ဘာလို့လဲဟိုဒီဘာလို့လဲ space bar တွေကြတော့အများစုကဒီလိုမျိုးကျွန်တော် open source ဖွင့်ထားပေးတယ်ပေါ့နော်ဖွင့်ထားပေးတယ်အဲ့ထဲဝင်ပြီးတော့ကိုကဘာလို့လဲကိုဝင်ချင်တဲ့ source ကို join လို့ရတယ် join မဟုတ်ဆိုဒီထဲမှာလည်းဘာလို့လဲ join လို့ရတယ်ဥပမာဆိုရင်ဒါ join space ကျွန်တော်တန်းနေလိုက်ပြီဆိုတော့ねအဲ့ဒီ page ကိုကျွန်တော်ဘာလို့လဲမြင်ရဒါဆို trader feed ဆိုရင်ဒီ community တွေက face ပေါ့နော်ဒီ trader feed လည်းကျွန်တော်မြင်ရပြီအဲ့ဆို trader တွေမှာကျွန်တော်တင်ထားတဲ့ content တွေနဲ့ပတ်သက်ပြီးတော့ဟိုခင်ဗျားတို့ဘာလို့လဲလေ့လာလို့ရမှာပေါ့ဟုတ်ပြီလားအဲ့တော့ဒီ video လေးမှာတော့အရင်ဆုံး sign အကြောင်းအရင်ဆုံးပြောပြပေးတာပါနော်ဟုတ်ပြီ